ကိုရီးယားမြန်မာချစ်တီရန်ကုန်သလားကိုယခုလအတွင်းဖွင့်လှစ်သွားမယ်လို့တရားတိဆောက်ရေးစီမံကိန်းနဲ့နေဆက်သူများထံမှသိရပါတယ်။တရားတိဆောက်ရေးလုပ်ငန်းစဉ်များရာဂိုင်နှုန်းပြည့်ပြီးစီးနေပြီဖြစ်ပြီးတရားဖွင့်ပွဲအတွက်တင့်တော်မဲ့ရက်ကိုသက်ဆိုင်ရာအကြီးအကဲများမှရွေးချယ်စီစဉ်နေပြီဖြစ်တယ်လို့လည်းသိရပါတယ်။ရန်ကုန်သလားမှာတန်မဏိကျိုးဆိုင်လေးလန်းသောတရားကြီးဖြစ်ပြီးတန်ချိန်1000ခွဲအထိရှိတဲ့တင်မော်ကြီးများရေလန်းကင်းလို့ဆိုတာတောက်လာနိုင်ရဲ့အမြင့်ပေ160ခန့်နဲ့ရေလန်းကင်းလို့အကျယ်925ပေထားရှိဆောက်လုပ်ထားတာဖြစ်ပြီးရင်တစည်းချင်းခဏဝင်အားအနေနဲ့85တန်ထိရှိတာပဲဖြစ်ပါတယ်။အဆိုပါသလားတိဆောက်ရေးအသေးစိတ်ဒီဇိုင်းကိုကိုရီးယားသမ္မတနိုင်ငံ Sourcesoft Company Limited ကရေးဆွဲခဲ့ပြီးကိုရီးယားပညာရှင်များပါဝင်သောကိုရီးယား GS Engineering Group ကအဓိကတာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ကာကိုရီးယားနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးရေးရန်ပုံငွေ EDCFI လုံးချင်းဝင်အမေရိကန်ဒေါ်လာ319.833တန်ပြည်တွင်းရန်ပုံငွေ30.341တန်အပါအဝင်စုစုပေါင်းအမေရိကန်ဒေါ်လာ188တန်ကျော်အကုန်ကြားခံပြီးတည်ဆောက်ခဲ့ခြင်းဖြစ်တယ်လို့လည်းသိရပါတယ်။ကိုရီးယားမြန်မာရှစ်ကြီးရေးသလားမှာပေမတရားရှည်2264ပေရန်ကုန်ဘက်ချင်းကပ်တရားရှည်1892ပေဒလားဘက်ချင်းကပ်တရားရှည်1982ပေရန်ကုန်ဘက်ကန်းနဲ့ဒလားဘက်ကန်းချင်းကပ်လမ်းရှည်မှာ3400